ဒီဆိုလာမီးပေးစနစ်တစ်စုံကကုန်ကြစိတ်အသက်သာဆုံးနဲ့အိမ်သုံးတောင်မကရုံးသုံးဆိုင်သုံးနဲ့လုပ်ငန်းသုံးလျှက်စစ်ပစ္စည်းတွေအထိကိုလျှက်စစ်မီလုံးဝမလိုပဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။အထူးအမခန့်နေပါဝင်တဲ့ဆိုလာအင်ဗာတာဘက်ထရီတွေကိုသာတွဲဆက်ပေးတတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးသွေးပိုင်းမှာလည်းယုံကြည်စိတ်ချစွာနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ဒီဆိုလာမီးပေးစနစ်တစ်စုံကဘလောက်ဝက်တွေပါဝင်မလဲဆိုရင်တော့ဆိုလာမှာဆိုရင်လည်း9နှစ်အာမခံပါဝင်တဲ့980ဝက်မိုနိုတိုက်ဆိုလာပန်နယ်နှစ်ချက်ပါဝင်မှာဖြစ်ပြီးတော့အင်ဗာတာမှာဆိုလို့ရှိရင်လည်းဒါအာမခံတစ်နှစ်တိတိပါဝင်တဲ့ Hyper Energy မှတ်တစိ3 kW 24 volt ပြူဝါဆိုင်ဝင်းဘာတာလေးတစ်လုံးနဲ့ဒါဘရီယိုလေးမှာဆိုလို့ရှိရင်လည်းဗီယက်နမ်နိုင်ငံထုတ်ကုန်မှာဥရောပနေပညာနဲ့ပြုလုပ်ပေးထားတဲ့ 1 mAh တစိ acid battery 200 ampere-hour တွဲဖို့ဘက်ထရီနှလုံးတို့ပါဝင်မှာဖြစ်ပြီးတော့ဒါမျိုး MPPT solar check controller လေးတစ်လုံးနဲ့အခြား solar inverter ဘက်ထရီနဲ့ပတ်သက်တဲ့ဆက်ပစ္စည်းတွေလည်းပါဝင်အောင်မှာပဲဖြစ်ပါတယ်ကုန်ကြစိတ်အသက်သာဆုံးတဲ့နေရာဒေသမျိုးမှာအိမ်သုံးရုံးသုံးဆိုင်သုံးနဲ့လုပ်ငန်းသုံးလျှက်စစ်ပစ္စည်းတွေအထိကိုအဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။မီးများရှိသေးတဲ့နေရာဒေသတွေနဲ့မီးပြတ်များတဲ့နေရာဒေသတွေမှာပါဒါမျိုးဆိုလာမီးပေးစနစ်တွေအပြင်ကုန်မှအခြားသောလျှက်စစ်ပစ္စည်းနဲ့စက်ပစ္စည်းအစုံလင်ကိုတနေရာထဲမှာမီးများရှိတဲ့နေရာဒေသတွေနဲ့မီးပြတ်များတဲ့နေရာဒေသတွေမှာပါလျှက်စစ်မီးကိုအဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။လူကြီးမင်းတို့အနေနဲ့ကဒါမျိုးဆိုလာမီးပေးစနစ်လေးတွေအပြင်ကုန်မှအခြားသောလျှက်စစ်ပစ္စည်းနဲ့စက်ပစ္စည်းအစုံလင်ကိုတနေရာထဲမှာစုံလင်စွာနဲ့လက်လီလက်ကဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့ဆယ်ပြားစီရဲ့ online ဖုန်းနံပါတ်လေးဖြစ်တဲ့3999931010တို့မှာလည်းအသေးစိတ်ဆက်သွယ်ဆောင်စမ်းမင်းမြတ်ဝယ်ယူအားပေးလို့ရသလိုဆယ်ပြားစီဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးပြည်ဦးလွင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကျလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်။ဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့မြို့ကြီးတွေမှာဆိုရင်တော့ပို့ဆောင်ကအခမဲ့အိမ်ရောက်ငွေချေစနစ်လေးနဲ့ပို့ဆောင်ပေးနေတာဖြစ်ပြီးတော့ကျန်တဲ့မြို့များဆိုလို့ရှိရင်လည်းကားကိတ်ကနေတစ်ဆင့်ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်ရှင်။